အားလုံးပဲမင်္ဂလာပါဗျ။ရေကပ်ပိုင် AK ဖေးပေးနဲ့ You Channel ကနေကြိုလိုက်ပါလေ။ဒီနေ့မှာတော့ကျွန်တော်မျှဝေပေးမယ့်ရုပ်ရှင်လေးကတော့2010ခုနှစ်ကထွက်ရှိခဲ့တဲ့တောင်ကိုရီးယားစစ်စံတန်းဖြစ်ပြီး71 Into the Fire ဆိုတဲ့ရုပ်ရှင်လေးပါ။ဒီရုပ်ရှင်ဟာကိုရီးယားစစ်ပွဲကာလအတွင်းအင်အားအလွန်များပြားတဲ့မြောက်ကိုရီးယားတပ်တွေရဲ့ထိုးစစ်ကိုအသေးခံပြီးခုခံခဲ့တဲ့တောင်ကိုရီးယားစေတနာဝန်ထမ်းကျောင်းသားစစ်သား82ဦးရဲ့ဝမ်းနည်းဖွယ်ရာဖြစ်ရမှန်ဇလန်းလေးကိုအခြေခံထားပါတယ်ကိုရီးယားနိုင်ငံဟာလွတ်လပ်ရပြီး9နှစ်အကြာမှာတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားဆိုပြီးကွဲထွက်သွားခဲ့ပြီးတောင်ပိုင်းကအမေရိကန်နဲ့မဟာမိတ်ဖွဲ့ကမြောက်ပိုင်းကတော့ဆိုဗီယက်ယူရေနီယံရဲ့ဩဇာလွှမ်းမိုးမှုကိုခံခဲ့ရပါတယ်1950ပြည့်နှစ်နွေရာသီမှာမြောက်ကိုရီးယားပြည်သူ့တပ်ဘလော့ကတောင်ပိုင်းကိုရုတ်တရက်ကြီးစတင်တိုက်ခိုက်ခဲ့ပါတယ်မြောက်ကိုရီးယားတပ်တွေဟာ3ရက်အတွင်းမှာပဲစိုးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနန်ကျုံမြေဝဒေသကလွယ်ပြီးကြံဒေသပြားကိုရပ်ပေါင်း40အတွင်းမှာသိမ်းယူနိုင်ခဲ့ပါတယ်ရုတ်ချင်ရဲ့အစာပိုင်းမှာမြောက်ကိုရီးယားစစ်တပ်ဟာဂျီအောင်ဆောင်ပြည်နယ်တဲကရောင်စုံမြို့စီသို့ချီတက်လာတဲ့စစ်မြေပြင်အခြေအနေကိုပြသထားပါတယ်တောင်ကိုရီးယားကျောင်းသားစစ်သည်အိုဂျန်ဘုံကစရိုးဆိုင်အမှုပေါ်ကခုခံကာကွယ်နေတဲ့တတိယတစ်ခွက်ကိုလက်နက်ခဲယမ်းများထောက်ပံ့ပေးရန်အမိန့်ရရှိခဲ့ပါတယ်သူဟာအမိန့်ကိုလိုက်တာတော့လေအတွေ့အကြုံနဲ့ကျွမ်းကျင်မှုမရှိတာကြောင့်စစ်မြေပြင်မှာရုန်းကန်နေရတာကိုတွေ့ရပါတယ်အခြားတစ်ဖက်မှာတော့ဘူကြီးပတ်မှုရန်ဥဆောင်တဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာရောင်တုံးမျိုးစီတို့ဆက်လက်ပြီးချီကပ်ဝင်ရောက်လာပါတယ်ရောင်တုံးမှာရှိတဲ့တောင်ကိုရီးယားတပ်ဖွဲ့များအားစုခွာရန်အမိန့်ကြတော့လေဘိုးကြီးကိစုတ်တေးကဆက်လက်ခုခံကာကွယ်ရန်တောင်းဆိုနေပါတယ်ဘိုးဘူးကန်ကတက်ခွင်းမှုကီချူဆိုအားတတိယတက်ခွဲကိုပြန်လည်ကူညီရန်အမိန့်ပေးခဲ့ပြီးတက်ခွဲမှုကလည်းလိုက်နာခဲ့ပါတယ်ထိုအချိန်မှာဂျမ်မွန်သည်စရိုးဆိုင်အမိုးပေါ်သို့ရောက်ရှိလာကလက်နက်ခဲယမ်းများကိုစစ်သားပြထံပေးရန်နေခဲ့ပါတယ်တိုးတော်လဲဂျမ်မွန်ထုတ်ကအပြီးစရိုးဆိုင်အမိုးပေါ်မှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတတိယတက်ခွဲမှာစစ်သားအလုံးတည်ဆုံသွားခဲ့ပါတယ်နောက်တစ်ခါမှာတော့အနီးကမြို့သိမ်းတက်ခွဲမှာဂျမ်မွန်ကိုတက်ခွဲမှုကင်ကဆွဲခေါ်ကလက်ပြုံမတုံပေးရခဲ့ပါတယ်ကြံရှိတဲ့စစ်သားအနှဲငယ်အတူသူတို့ဟာအင်အားလုံးများပြတဲ့တစ်ဖက်ရန်သူကိုရှောင်ကြရင်ပြန်လည်ပြစ်ခတ်တိုက်ခတ်နေကြပါလေဂျမ်မွန်ကထိနှက်မှုများစွာဖြင့်တောင်းတနေရမှာပုံခုန်နေပေမဲ့တက်ခွဲမှုကင်နဲ့အခြားစစ်သားများကရန်သူကိုရဲဝန်စားနဲ့ပြန်လည်တိုက်ခတ်နေပါတယ်တက်ခွဲမှုကင်ကရန်သူများစွာကိုတက်ဖြတ်နိုင်ခဲ့တော်လဲမြောက်ကိုရီးယားစစ်သားတူရဲ့ပန်းတက်ဓာတ်နဲ့ထိုးသက်ကြိုခံခဲ့ရပါတယ်ဂျမ်မွန်ကဤဖြစ်ကိုပြစ်တက်ခဲ့ပြီးရန်သူကိုပြစ်ခတ်ရန်ကြိုးစားတော်လဲသူ့ရဲ့ကြောက်စိတ်ကြောင့်မအောင်မြင်ခဲ့ပဲအခြားသောတောင်ကိုရီးယားစစ်သားတူကသူ့အတွက်အစားပြစ်ခတ်ပေးခဲ့ရပါတယ်ဤတိုက်ပွဲမှာမြောက်ကိုရီးယားဘက်ကအသာရပြီးဗိုလ်ကြီးပနဲ့သူ့ရဲ့တပ်ဖွဲ့များကရောင်တုံးမျိုးတို့ရောက်ရှိပြီးရင်းဒေသကိုအောင်မြင်စွာနဲ့တိမ့်ပြိုင်နိုင်ခြင်းနဲ့အဆုံးသတ်ခဲ့ပါတယ်ဂျမ်ဘုံတက်ခွဲမှုကင်နဲ့တောင်ကိုရီးယားဘက်မှကြံရှိတဲ့စစ်သားများစွာကနောက်ဆုတ်သွားခဲ့ရပါတယ်မြောက်ကိုရီးယားဘက်ကဗိုလ်ကြီးပထံကိုအထက်ကနေနန်တောင်းမြဝန်ဒေသကိုအမြန်သိမ်းပိုက်ရန်ဆိုတဲ့အမင်းကရောက်ရှိလာခဲ့ပါတယ်တိုးတော်သူကအီမင်းကိုဖိစံပြီးပိုဝမ်မြို့သို့တိုက်ရိုက်သွားရန်စီစဉ်ထားပါတယ်ထို့တော်တွင်ပိုဝမ်မှာရောက်ရှိနေတဲ့ဘုံမှုကန်ကဗျူဟာတမှုရဲ့အမင်းကိုလိုက်နာစေပြီးပိုဝမ်နဲ့ရန်တော်မြို့ကိုဆက်သွယ်ထားတဲ့တရားကိုဖျက်ဆီးလိုက်ပါတယ်နောက်တစ်ခါမှာတော့ဒဏ်ရာပရပွားနဲ့တက်ဆုပ်လာတဲ့တောင်ကိုရီးယားစစ်သည်များကိုတည်ဆောင်လာတဲ့ထရက်ကားဟာပိုဟမ်းမြို့အပြိုသမီးအလေတန်းကျောင်းတို့ရှိ၎င်းတို့ရဲ့ဌာနချုပ်ကိုပြန်ရောက်လာခဲ့ပါတယ်ဂျမ်မွန်ကအသက်အန္တရာယ်စိုးရိမ်ရတဲ့တက်ခွဲမှုကင်ရဲ့နောက်ကိုနီးနီးကပ်ကပ်လိုက်ပါသွားခဲ့ပါတယ်တက်ခွဲမှုကင်ကိုစစ်စစ်တဲ့အဖွဲ့မှကုသရခေါ်ဆောင်သွားခဲ့တော့လဲကံမကောင်းစွာနဲ့ပဲတည်ဆုံသွားခဲ့ပါတယ်ကင်ရဲ့အလောင်းကိုစီကန်းကဖယ်ရှားတဲ့အခါမှာဂျမ်မွန်ကသူ့ကိုယ်သူအပြစ်ရှိသည်ဟုခံစားရပြီးမျက်ရည်များဖြင့်ကြံ့ရင်ခဲ့ပါတယ်မကြခင်မှာပဲတူလာဘူတူကသူ့စီကိုလာပြီးနစီပေါက်ပက်တရားကလွယ်ပြီးအခြားတရားများကိုကုသပေးခဲ့ပါတယ်နောက်ခန်းမှာတော့ဘုံမှုကန်ကရုံးကွမ်းအတွင်းသို့ဝင်ရောက်လာကစစ်ကူတွေမရရှိတဲ့အတွက်ကြောင့်သူ့ရဲ့တပ်သားတွေထိခိုက်သေဆုံးမှုများပြားတာဖြစ်တဲ့အကြောင်းတပ်မှုကိုအမျက်ထွက်ကရေဆိုင်မေးပြန်ခဲ့ပါတယ်တပ်မှုကကန်အားနောက်တန်းဌာနချုပ်တွင်လည်းလူအင်အားမလုံလောက်ကြောင်းပြောကြားခဲ့ပါတယ်ဘုံမှုကန်တို့ရဲ့ကြံရှိတဲ့တောင်ကိုရီးယားစစ်သားများက
နန်တော်မြစ်ကိုကာကွယ်ရန်စီစဉ်ထားပြီး၎င်းတို့တပ်စုဟာကုလသမဂ္ဂမဟာမိတ်တပ်များရောက်ရှိလာသည့်အထိ၎င်းတို့ရဲ့နောက်ဆုံးခန်းစီကိုအသက်ဆုံးကာကွယ်ရမှာဖြစ်ပါတယ်။ပိုဝံမျိုးကိုကာကွယ်ရန်တောက်တဲ့အဖွဲ့တစ်ဖွဲ့ကတော့စေကျော်တဲ့အရွယ်အတွေ့အကြုံမရှိတဲ့ចောင်းသားစစ်သားအဖွဲ့ဖြစ်ပါတယ်။ရင်းထဲမှာစုံထားတဲ့ចောင်းသားစစ်သားက80ဦးတည်ရှိနေပါတယ်။သူတို့ထက်ကတူးမှာအချင်းချခံရတဲ့လူငယ်ရာဇဝတ်သားကုကကျိုးဆိုသူပါဝင်လာပါတယ်။စစ်တပ်ကအသစ်ဝင်လာတဲ့ចောင်းသားစစ်သားများကိုတဦးထရင်တလက်နဲ့ကြည်စံ250စာပေးရခဲ့ပါတယ်။ဒါပြင်၎င်းတို့အားလုံးကိုတက်ဖွဲ့တစ်ခုဖြစ်ဖွဲ့စည်းထားတဲ့အပြင်အခြားသောခြေရင်တဝက်တစ်ခုကိုလည်းဖွဲ့စည်းပေးလိုက်ပါသေးတယ်။ခန္ဓာမှာအုပ်ချုပ်မှုအကြောင်းအရာတွေပြစုံပြီးတဲ့နောက်ဘုံမှုကန်ကဂျမ်မွန်ကိုသူတို့အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်လိုက်ပြီးပိုဟန်မြို့ကိုကာကွယ်ဖို့ညွှန်ကြားခဲ့ပါတယ်။အခြားကြံကြီးတဲ့စစ်သားများကတော့နတ်တော်မြစ်ဘက်ကိုတိုက်ပွဲဝင်ဖို့ထွက်ခွာသွားကြပါတယ်။တပ်ဖွဲ့နဲ့အတူစေးဘက်အဖွဲ့လည်းချက်ချင်းထွက်ခွာလာပါတယ်။စေးဖွဲ့မထွက်ခွာခင်မှာသူနာဘတူးကဂျမ်ပွန်ထံကိုစေးတစ်တာနဲ့ရှေးဦးသူနာပြုမှတ်တမ်းချို့ပေးရခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမြောက်ကိုရီးယားတပ်ဖွဲ့ဘဘူးပနဲ့သူ့ရဲ့တပ်သားများကပူဝံမျိုးတို့ဆက်လက်ကြီးတက်လာပါတယ်။သူတို့ဟာတောင်ကိုရီးယားဘက်ကမြေလှန်တဲ့သဘောနဲ့ဖျက်ဆီးကြတဲ့တရားကိုရောက်ရှိလာကြပြီးမြစ်ကိုဖျက်ကူဖို့တိုင်ပင်နေကြပါတယ်။နောက်ဆုံးမှာဘုံမှုပကသူတို့ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေကိုမြစ်ကိုရေကူးဖျက်ဖို့အမိန့်ပေးခဲ့ပြီးတန်ချက်ကတက်ကိုတော့တောင်တန်းတွေဘက်ကနေကွေသွားဖို့အမိန့်ပေးလိုက်ပါတယ်။ကပတင်ကန်နဲ့တပ်ဖွဲ့ဝင်များခောက်ခွာသားတဲ့နောက်မှာတော့ចောင်းသားစစ်သားများကစခန်းမှာရှိတဲ့အစားအသောက်ထုံးတဲ့တိုက်ပွဲတုံးဓာများပုံကိုစူးစမ်းနေကြပါတယ်။ဂျမ်ပွန်ကတော့သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ပေါ်တန်ရဝင်နေစေဖြစ်ပါတယ်။သို့တော်လည်းသူကចောင်းသားစစ်သားများကပတင်ကန်ရဲ့အမိန့်တိုင်းတိတ်ဆုံးသူများရဲ့ရုပ်လောင်းတွေကိုမြုပ်နှံဖို့အမိန့်ပေးခဲ့ပါတယ်။ចောင်းသားစစ်သားအများစုကဂျမ်ပွန်ခနဲ့အတက်လောက်ကြပေမဲ့လူဆိုလေးကပ်ကျူကတော့အဲ့ဒီအမိန့်ကိုစန့်ကျင်ခဲ့ပါလေ။ဒါ့အပြင်ကပ်ကျူကဂျမ်ပွန်ရဲ့အာနာကိုမလေးမစားတုံ့ပြန်ပြီးသူ့ရဲ့အာဏာချက်တွေကိုလူတွေကောင်မှပြောဆိုခဲ့ပါလေ။ဂျမ်ပွန်တို့တပ်ဖွဲ့ကတော့ကြက်ချီတဲ့အင်အားနဲ့ပဲစီရေးလေ့ကျင့်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပါလေ။ဂျမ်ပွန်နဲ့ကက်ကျိုးချမှာအစင်မပြေမှုတွေကရှိနေစေဖြစ်ပါလေ။ចောင်းသားစစ်သည်တွေအနားယူချိန်မှာကက်ကျိုးဝမ်ဖြိုးနဲ့ဖူချောင်းတို့ကမိဖို့ခန်းထဲမှာအတူတူနေရင်မတုံးရသေးတဲ့ဘုံတစ်လုံးကိုတွေ့ပြီးမတော်တဆဖောက်လိုက်ကြပါတယ်။ဘုံရဲ့ပောက်ကွဲမှုကြောင့်ရိတ်ခါကိုတော်ထဲမှာရှိတဲ့အစားအသောက်ကုန်ပစ္စည်းအလုံးပျက်စီးသွားခဲ့ပါတယ်။ကက်ကျိုးကသူတို့ရဲ့အပြစ်အတွက်အခြားနေရာတစ်ခုကနေအစားအသောက်တွေရှာဖွေပေးမယ်လို့ပြောခဲ့ပေမဲ့အဖွဲ့ကောင်းဆောင်ဂျမ်မွန်ကသူ့ကိုတားမြစ်ပြီးကိစ္စထဲမှာဝင်းပါဖို့အမိန့်ပေးခဲ့ပါတယ်။ညနေပိုင်းမှာတော့ဂျမ်မွန်ကတင်နက်ခတ်မတစ်ခုရဲ့ရောက်ပြီးသူ့ရဲ့အမေထံကိုစစ်ပွဲအတွင်းခံစားရတာတွေကိုစာနဲ့ရေးသားနေပါတယ်။ထို့နောက်ကျောင်းသားစစ်သားအဖွဲ့နှုတ်ကိုအိတ်ဖို့ကြွကြားခဲ့ပြီးအခြားနှစ်ယောက်ကိုကျောင်းတဝိုက်ကင်းဆောင်မှုတောင်းဝင်ပေးလိုက်ပါတယ်။ညနေပိုင်းမှာတော့မြောက်ကိုရီးယားစစ်သားအချို့ကအဲ့ဒီအေးရအတွင်းကိုဝင်ရောက်လာခဲ့ကြကင်းဝတ်နေတဲ့ကျောင်းသားစစ်သားတွေလက်ချက်နဲ့အသက်ပြောက်ကုန်ပါလေ။နောက်တစ်နေ့မှာတော့သူတို့ကတော်တဲ့ကိုထွက်သွားပြီးအစားတောင်းနဲ့အခြားရင်းမြစ်တွေကိုစုဆောင်းကြပါလေ။နောက်တစ်ခါမှာတော့ဂျမ်မွန်ကကက်ကျိုးစရိတ်တောက်တွေကကိုတွေ့တဲ့အချိန်မှာတော့တက်စီကန်ရချက်ချင်းပြရလိုက်တာကြောင့်သူတို့နှစ်ယောက်စိတ်ဆိုးသွားပါလေ။ဒီလိုနဲ့သူတို့နှစ်ယောက်အချင်းများနေချိန်မှာမြောက်ကိုရီးယားစနိုက်ပါတယောက်ကသူတို့ရဲ့တပ်ဖွဲ့ကိုအလစ်ချောင်းပြီးလာရောက်ပစ်ခတ်လာကြောင်းဝမ်ဖြိုးပါဝင်ចောင်းသားစစ်သားအချို့သေဆုံးသွားပါတယ်။ကက်ကျိုးကဒေါသထွက်ကမြောက်ကိုရီးယားစနိုက်ပါစစ်တီကိုရှောက်ပြဖို့နောက်ကလိုက်လာတာကြောင့်ဂျမ်ပွန်နဲ့ကြံရှိရဲ့လူတွေလည်းသူ့နောက်ကလိုက်လာခဲ့ရပါတယ်။မြောက်ကိုရီးယားစနိုက်ပါကသူတို့ကိုမြောက်ကိုရီးယားတပ်တွေပုံနေတဲ့နေရာကိုမြှားခေါ်သွားခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုတွေအတွင်းဂျမ်ပွန်တို့ကလှည့်မြန်သွားတက်ဆုပ်နိုင်ခဲ့ပါတယ်။သူတို့စကန်ပြောင်းတဲ့အခါမှာတော့သူတို့ဘက်ကလူပေါင်း16ယောက်သေဆုံးခဲ့ပြီး9ယောက်တန်းရက1ယောက်ပျောက်နေပါလေ။ပျောက်ဆုံးနေသူကကျောင်းသားစစ်သားတူဖြစ်တဲ့ဓာယောင်းဖြစ်ပြီးမြောက်ကိုရီးယားတပ်ဖွဲ့ကဖမ်းဆီးသွားတာပါ။ဂျမ်မွန်ကနတ်တုံမြစ်ကကပတင်ကန်ကိုဆက်သွယ်ကသူတို့ရဲ့အခြေအနေကိုတင်ပြပြီးစစ်ကူပေးဖို့တောင်းဆိုခဲ့ပါလေ။အချိန်ထဲမှာပဲနတ်တုံမြစ်ပါတိုက်ပွဲဖြစ်ပွားနေပါတယ်။တိုက်ပွဲတွင်တောင်ကိုရီးယားတပ်ဖွဲ့ကိုအမေရိကန်တပ်ဖွဲ့အချို့ကအတူတကွလာရောက်ကူညီခဲ့ပါတယ်။ကပတင်ကန်ကမြောက်ကိုရီးယားစစ်သည်900ပါတပ်ဖွဲ့ကပိုဟန်မျိုးဘက်ကိုရွေ့ရှားလာတဲ့အတွက်ခုခံစစ်ပေးဖို့တောင်းဆိုနေပါတယ်။တာဝန်ခံကတော့နတ်တော်မြစ်ကိုကာကွယ်ဖို့ကအရေးကြီးဆုံးဆိုပြီးចောင်းသားစစ်သားများကိုတနည်းအားဖြင့်
အသေးခံကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မြောက်ကိုရီးယားစကန်ဘက်မှာတော့သူတို့မိလာတဲ့ဓာတ်ရောင်းကိုချုံအောင်စစ်စစ်မေးမြန်းနေကြကဓာတ်ရောင်းမှာဒဏ်ရာအချို့တွေရှိနေပါလေမေဂျာဘတ်ကအထောက်ကိုမြင်လိုက်ပြီးတောင်ကိုရီးယားចောင်းသားစစ်သားအတွက်ကိုကြီးစာဟန်ပြခဲ့ပါလေသူကဓာတ်ရောင်းကိုအလံပြိုလွှင့်ထားတဲ့သူကနဲ့ပြန်ပိုးခဲ့ပြီးကျောင်းကိုရောက်လာကចောင်းသားကောင်းဆောင်ဂျမ်ပွန်နဲ့တိုက်ရိုက်တွေ့ဆုံပါတယ်မေဂျာဘတ်ကဂျမ်ပွန်ကိုသူတို့က2နာရီတွင်ကျောင်းကိုတိုက်ခိုက်မှဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်ဒီပြင်သူကလက်နက်ချပါကဂျမ်ပွန်နဲ့ကျောင်းသားစစ်သားအားလုံးကိုအသက်မသက်ပဲချမ်းသာပေးမယ်လို့ကတိပေးခဲ့ပြီးပိုဟန်မြို့ကိုလက်နက်ချဖို့စခန်းမှာအလံပြိုကိုလွှင့်ထားဖို့ပါတောင်းဆိုခဲ့ကသူစခန်းကိုပြန်သွားခဲ့ပါလေနတ်ထောင်မြစ်ဘက်ပါတော့ကပတင်ကန်ဟာသူတို့အရာရှိကိုစစ်ကူပေးဖို့စီယုံနာကအောင်ပင်သွားခဲ့ပြီးသူ့အပါအဝင်လူနေသုံး10ယောက်ကိုကျောင်းသားစစ်သားတွေကိုထောက်ကူပေးဖို့အမိန့်ချမှတ်ခဲ့ပါလေရင်းအောင်မှာတော့တက်ကူလာတဲ့အမေရိကန်စစ်တပ်ကအရာရှိကိုတွားပြီးတိုင်ပင်ခဲ့ကြပါလေဒါပေမဲ့အမေရိကန်အရာရှိကသူတို့စစ်သည်တွေဟာနတ်ထောင်မြစ်ကာကွယ်ရေးအတွက်သာရှိပြီးသူတို့ရဲ့စစ်သားတွေကလည်းလုံးဝမလောက်တော့ဘူးဆိုပြီးထပ်မံပို့မဲ့တပ်ဖွဲ့မရှိဘူးလို့ပြောခဲ့ပါလေအခြားတစ်ချက်ကတော့အမေရိကန်အရာရှိကမြောက်ကိုရီးယားရဲ့တရုံတွေကိုတားဆီးနိုင်ဖို့တင်ကားပြက်လက်တက်စူပါဘာသာတွေကိုအသုံးပြုနိုင်တယ်လို့ပေးရခဲ့ပါလေကပတင်ကန်ကချက်ချင်းပဲပူအမြုပ်ကိုပြန်သွားဖို့ပြင်ဆင်ပါတယ်နောက်တစ်ခါမှာတော့မြောက်ကိုရီးယားဘက်ကចောင်းသားတွေလက်နက်ချဖို့နေ့လေအထိတိကျန်စောင့်တန်းခဲ့ပေမဲ့မထူးခဲ့လို့သူတို့ဘက်ကတိုက်ခိုက်မှုကိုစတင်ခဲ့ပါတယ်မေဂျာဘက်ကသူ့ရဲ့တပ်ဖွဲ့တွေကိုကျောင်းကနေ1ကီလိုမီတာအကွာမှာခြေကိုစကန်တိဆောက်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့ပြစ်ခတ်ဖို့တော့ခွင့်ပြုခဲ့ပါဘူးတစ်ဖက်မှာတော့တောင်ကိုရီးယားကျောင်းသားစစ်သည်တွေကမြောက်ကိုရီးယားရဲ့စစ်သည်900ပါတပ်ဖွဲ့ကိုခြေဆိုင်ဖို့ပြင်ဆင်နေပါတယ်ဌာနချုပ်အတွင်းမှာတောင်ကိုရီးယားနိုင်ငံတော်အလံကိုလွှင့်နေကလာမယ်ပြေးတွေ့ဖို့ပြင်ဆင်ထားပါတယ်ထို့ချင်းမှဂျမ်မွန်ကသူ့စစ်သည်တွေကိုကပတင်ကန်ကစစ်ကူတွေနဲ့အတူပြန်လာလိမ့်ပြီဆိုတဲ့သတင်းကိုပေးခဲ့ပါတယ်သူတို့အနေနဲ့ရန်သူရဲ့ထိုးဆက်ကိုတနားရီလောက်ပဲခံထားနိုင်ရင်ပြီးပါပြီဆိုတာကိုလည်းပြောပြခဲ့ပါတယ်သူ့ရဲ့စကားကြောင့်တပ်ဖွဲ့ဝင်တွေအားလုံးပျော်ရွှင်သွားခဲ့ကြပါတယ်နောက်တစ်ခါမှာတော့တောထဲရောက်နေတဲ့ကက်တိုနဲ့ချန်တို့ကကားပြတ်နေတဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေကိုတစ်ဖက်လက်နဲ့ကုညီရန်ဆောင်နေခဲ့ပါတယ်ကက်တိုနဲ့ချန်တို့ကသူတို့ကကွန်မြူနစ်ကိုအားပေးထောက်ခံတယ်လို့ပြောပြီးရင်ကိုရွှေ့ဖို့ကူညီပေးနေပါတယ်ဒါပေမဲ့ကက်ဂျူကရင်ထဲမှာရှိတဲ့လက်နက်နဲ့ထောက်ဖို့ပစ္စည်းတွေကိုကြည့်ပြီးခိုးယူဖို့ကြံစည်နေပါတယ်နောက်တစ်ခါမှာတော့မြောက်ကိုရီးယားရဲ့အင်အား900ပါတပ်ဖွဲ့ကမြို့တွင်းကိုအနီးကပ်ဝင်ရောက်တိုက်ခတ်လာချိန်မှာတောင်ကိုရီးယားចောင်းသားစစ်သားတွေကတညီတဲ့ခုခံနေကြပါတယ်တောင်ကိုရီးယားចောင်းသားတွေကသူတို့ရဲ့တပ်ဖွဲ့ကိုနှစ်ဖွဲ့ခွဲထားပြီးပထမတပ်ဖွဲ့ကမြေကြီးတဲကလေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာကိုတာဝန်ယူထားပြီးဒုတိယတပ်ဖွဲ့ကတော့ဒုတိယထပ်ကနေပြစ်ခတ်ကြပါတယ်မကြာခဏဇက်တိုက်ပောက်ကွဲမှုတွေကြောင့်မြောက်ကိုရီးယားဘက်ကမေဂျာဘက်ကစိတ်ဆိုးလာပြီးတောင်ကိုရီးယားចောင်းသားစစ်သားတွေကိုအမြင့်ဖြတ်ချေမှုဖို့အမိန့်ပေးပါတယ်ဒါကြောင့်မြောက်ကိုရီးယားတပ်ဖွဲ့ကကျောင်းကိုတိုက်ခိုက်ပြီးပိုဟန်မြို့သိမ်းတိုက်ပွဲကိုတရားဝင်စတင်ခဲ့ပါတယ်မြောက်ကိုရီးယားတပ်တွေတက်လာတာနဲ့တောင်ကိုရီးယားဘက်ကခေါင်းဆောင်ဂျမ်မွန်ရဲ့အမေပေးတဲ့ကိုစောင့်ပြီးသူတို့ထောင်ထားတဲ့အလွန်ကြီးမားတဲ့ဘုံတွေကိုဖောက်ချလိုက်ပါတယ်မြောက်ကိုရီးယားတပ်ဖွဲ့တွေပုံနီးကပ်လာချိန်မှာပဲပထမတပ်ဖွဲ့ကကြံရှိတဲ့ကောင်တာတွေနဲ့စနစ်တကျပြန်လည်ပစ်ခတ်ကြပါတယ်ဒုတိယတပ်ဖွဲ့ကလည်းချက်ချင်းနောက်ကလိုက်လာပြီးမြောက်ကိုရီးယားတပ်ဖွဲ့တွေကိုအပြင်းတိုက်ခိုက်ခဲ့ပါတယ်ရင်းတောက်မှာတော့နှစ်ဖက်တပ်တွေအနီးကပ်တွေ့ပြီးအပြင်းထန်ဆုံးတော့တိုက်ပွဲကြီးကိုဆင်နွှဲကြပါတယ်စစ်ပွဲတွင်မြောက်ကိုရီးယားရဲ့တင်ငါအပုပ်ကိုကိုရီးယားចောင်းသားစစ်သားတူကရဲရဲဝုံဝုံတက်ခါအသေးကဖြစ်စီသွားခဲ့ပါတယ်ဒါကြောင့်တုံတို့စကြည်လာတဲ့မြောက်ကိုရီးယားတပ်ခိတ္တအချိန်လျှော်သွားခဲ့ပါတယ်ဂျမ်မွန်ကကြံရှိနေတဲ့တငယ်ချင်းတွေကိုကျောင်းတွင်းကိုနောက်ဆုတ်ဖို့အမိန့်ပေးခဲ့ပါတယ်ထိုအချိန်မှာသူတို့တပ်ဖွဲ့ကပျောက်ဆုံးနေတဲ့ကန်ဂျိုနဲ့ချန်တို့ကမြောက်ကိုရီးယားဘက်ကနေခိုးလာတဲ့လက်နက်တင်ကားတွေနဲ့အတူတိုက်ပွဲမျိုးကိုရောက်လာခဲ့ပါတယ်ကန်ဂျိုတို့ကမြောက်ကိုရီးယားလက်နက်တွေကိုအပိုင်စီးတိုင်ခဲ့တာဖြစ်ပြီးလက်နက်တွေကိုကျောင်းသားစစ်သားတွေထံခိုးဝေပြီးခုခံစစ်ကိုဆက်လက်ဆင်နွှဲခဲ့ပါတယ်မြောက်ကိုရီးယားတပ်ဖွဲ့ကကျောင်းတွင်းသို့ဝင်ရောက်လာချိန်မှာဂျမ်ဘုံနဲ့ကက်ဂျိုတို့ကအခန်းတကွန်းတွင်းကိုရှို့ဝှက်နေရယူပါတယ်သူတို့ကသူတို့ရဲ့ထံရည်တွေကိုကုသနေပြီးတူးနဲ့တူးကြရင်းနှီးမှုတွေပြန်လည်ရရှိသွားပါတယ်ထိုအချိန်မှာပဲဂျမ်မွန်ကကက်ဂျိုဟာចောင်းသားစစ်မုံပန်းသိလိုက်ရပါတယ်ခဏအတွင်းမှာပဲသူတို့ဟာ
ရန်သူအဖြစ်ကနေရဲဘော်ရဲဘက်တွေဖြစ်သွားပါတယ်မကြခင်မှာပဲသူနှုတ်စလုံးတိုက်ပွဲဝင်ခဲ့ပါတယ်ဒီချိန်မှာပဲကတ်ဂျိုကိုအလောင်းကနေပြစ်သက်ဖို့ကြိုးစားတဲ့မြောက်ကိုရီးယားစစ်သားရဲ့ကြီးစံကိုသူတို့ရဲ့မိတ်ဆွေချန်ဦးကအစားဝင်ခံသွားခဲ့ပါတယ်ဒီခိုက်တဲ့မှာပဲကတ်ဂျိုကဒေါသပြည့်ကြွေးရကရန်သူတွေကိုပြစ်ခတ်လိုက်ပါတယ်သူနဲ့ဂျမ်မုံကကြောင်းမိုးထက်ကိုလှေမှန်သားရောက်ဖို့ကြိုးစားနေပါတယ်ကြံနေတဲ့ចောင်းသားစစ်သားတွေကလည်းလှေကားကနေတက်လာပြီးဓာတ်ငွေနဲ့ရေနံဘုံတွေကိုကိုက်ဆောင်ထားပါတယ်ဒါပေမဲ့တဟုန်တို့ဝင်လာတဲ့မြောက်ကိုရီးယားတပ်တွေကပြစ်ခတ်လို့တည်ဆုံကြပါတယ်ထိုအခြေအနေမှာចောင်းသားစစ်သားတူကအသေးခံတက်ခတ်ဖို့ဆုံးဖြတ်လိုက်ပြီးအနီးနားကဓာတ်စီကန်ကိုထွန်းချကကိုရန်လောင်ကျန်းခံပြီးလှေကားကနေအပေါ်ကိုတက်လာတဲ့မြောက်ကိုရီးယားစစ်သည်တွေကိုမီးလောင်တိုက်သွေးပေးခဲ့ပါတယ်ထိုချိန်မှာပဲကပရိကန်နဲ့ထောက်ကူတပ်ဖွဲ့တွေကစစ်ပစ်နေတဲ့ကျောင်းတော်ကိုရောက်ရှိလာပါတယ်သူကမြောက်ကိုရီးယားရဲ့ဒဇင်းတဲ့သောလက်နက်ကိုတင်ကားပြလက်နက်နဲ့ပစ်ခတ်ပြီးဖျက်ဆီးလိုက်ပါတယ်စစ်ပွဲအတွင်းမှာပဲမေဂျာဘတ်ကသူနဲ့အတူစစ်ပွဲကိုအမေပေးနေတဲ့အရာရှိတယောက်ကိုတွေ့လိုက်ရပါတယ်မြောက်ကိုရီးယားဘက်ကအကြီးအကဲကမေဂျာဘတ်ကိုအမိတ်ဗနာခံမှုနဲ့တက်စာဖောက်ထုတ်ပြီးဆွဆွဲခဲ့ပါတယ်တိုက်ပွဲကြောင့်ဖီအားများနေတဲ့မေဂျာဘတ်ကလည်းစိတ်မထိန်နိုင်တော့ပဲအကြီးအကဲကိုတစ်သက်လိုက်ပါတော့တယ်ဒီချိန်မှာပဲမြောက်ကိုရီးယားစစ်သားအမြောက်များကကြောင်မှုဘုံကိုတက်လာပါလေကက်ဂျိုနဲ့ဂျမ်မူတို့ကလည်းအဲ့ဒီနေရာကိုရောက်နေတာကြောင့်လှေကားဝါးကနေတက်လာတဲ့ရန်သူကိုရှယ်ဗလန်နဲ့တီးနေပါလေသူတို့ကတုံးနဲ့တူစီးလုံးညွတ်စွာဖြင့်များပြားလာတဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေကိုတင်းပသွားပြန်လည်ကြီးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်သူတို့ဟာအရေးကြီးဆုံးအချိန်မှာစီမင်းကောင်းမွန်စွာနဲ့ပူပေါင်းဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်တိုက်ပွဲအတွင်းသူတို့နှစ်ဦးဟာမြောက်ကိုရီးယားဘက်ကနေရယူထားတဲ့ရှော့ဂန်မရှင်းဂန်တို့ကိုအလက်ရသုံးပြီးတိုက်ခတ်နေတာဖြစ်ပါတယ်။ပိုချိန်မှာလက်ရှိတပ်ဖွဲ့ကောင်းသောကပရိကန်နဲ့တောင်ကိုရီးယားစစ်ကူတွေကတိုက်ပွဲတွင်းကိုပေါဝင်လာပါတယ်။သူတို့ကကျောင်းပေါ်မှာရှိတဲ့ရန်သူလက်ကြောင်များစွာကိုပြစ်ခတ်ခဲ့ပြီးရန်သူတေကာများစွာကိုလည်းဖျက်ဆီးတိုင်ခဲ့ပါတယ်။ကပရိကန်ကအမိုးတန်းပေါ်မှာမရှင်းဂန်ကိုကင်ထားတဲ့ဂျမ်မုံကိုတွေ့ရှိပြီးသူ့စီကိုလိုက်သွားပါတယ်။မထူးဆက်ခင်းနေတဲ့မေဂျာဘတ်ကလည်းကျောင်းတွင်းကိုပြန်ဝင်လာပြီးကျောင်းသားစစ်သည်များစွာကိုအဆောင်များမှာလှည့်လည်တက်ဖြတ်နေပါလေကျောင်းမှုပေါ်မှာတော့ကန်ဂျိုနဲ့ဂျမ်မွန်တို့ရဲ့ပြစ်ထန်တဲ့တုတ်ပြန်မှုကြောင့်တစ်ဖက်ရသူများစွာကြာဆုံးခဲ့ရတဲ့အပြင်တူနှုတ်ကလည်းစွန့်ရင်ကုန်ခံပြီးဒဏ်ရာပြစ်ထန်စွာရရှိနေခဲ့ပါလေရန်သူတွေလက်ချက်ကြောင့်ကတ်ဂျိုတယောက်ပြစ်ထန်တဲ့ဒဏ်ရာတွေရခဲ့ပါလေဂျမ်မွန်ကရန်သူအလုံးကိုပြန်လည်တုတ်သွင်းနိုင်ခဲ့ပေမဲ့ကတ်ဂျိုကတော့စကပေးမရအောင်ပဲလဲကျသွားပါပြီဂျမ်မွန်ကိုယ်တိုင်လည်းတနက်ဒဏ်ရာများစွာရရှိခဲ့လို့နောက်ဆုံးမှာသူ့နှုတ်လုံးဒူးထောက်လဲကျသွားပါတယ်။ပွဲပြီးပြီလို့ထင်နေချိန်မှာမေဂျာဘတ်ကခေါင်းမှုပေါ်ကိုရောက်လာပါတယ်။မေဂျာဘတ်ကတေရမှုဖြစ်နေတဲ့ကတ်ဆိုးကိုအဆုံးသတ်ပေးလိုက်ပါတယ်။ဒဏ်ရာတွေကြားကဂျမ်မွန်ကဒီမင်ဝင်းကိုမျက်ရည်ကြားကနေကြည့်ပြီးသူ့ကိုယ်မှာစိုက်ဝင်နေတဲ့ကြီးစံကိုကြီးထိုးပြီးမေဂျာဘတ်ကိုအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီချိန်မှာစစ်ကူပြေရောက်လာတဲ့ဘုံမှုကန်လက်ချက်ကြောင့်မေဂျာဘတ်ကတမလုံကိုခရီးသွားလိုက်ရပါတယ်။ဘုံမှုကန်ကဂျမ်မွန်နောက်ကိုရောက်ရှိလာပြီးခန္ဓာချက်များစွာနဲ့ကြည်နေရင်းနဲ့ပဲဘုံမှုကန်လက်ထဲမှာပဲဂျမ်ဘွန်ကြာဆုံးသွားခဲ့ပါတယ်သူ့ရဲ့ကူမှာတော့မိခင်တန်ပေးဖို့ရေးသားထားတဲ့စာတွေကိုပါတွေးဆိုးနေခဲ့တာကိုဝန်တဲ့ဆရာမြင်တွေ့ခဲ့ရပါတယ်ဘုံမှုကန်ကတော့တာဝန်ကြီးခဲ့တဲ့ရောဘူကိုကြည်ကြစွာဖတ်ထားပြီးငိုကြွေးနေခဲ့ပါတယ်နောက်တစ်ခါမှာတော့တိုက်ပွဲမစတင်မီကတောင်ကိုရီးယားចောင်းသားစစ်သား82ဦးအစုလိုက်ဓာတ်ပုံရိုက်ကူးနေမှုကိုပြသထားပါတယ်ကိုရီးယားစစ်ပွဲကာလအတွင်းရန်သူတွေအံ့အသင့်လောက်အောင်ခုခံခဲ့တဲ့ပူဟန်စစ်ပွဲဟာအတော့ကိုထရပြီးယာနဲ့ချီတဲ့မြောက်ကိုရီးယားစစ်သားချင်းမာယူတွေကိုအင်အား80ရောက်သာရှိတဲ့ចောင်းသားလေးတွေကနိုင်ပေါင်းများစွာခုခံပြသွားခဲ့ပါတယ်တိုက်ပွဲအတွင်း1950ဩဂုတ်လ17ရက်နေ့မှာပူဟန်အမျိုးသမီးလေတန်းကျောင်းမှာတက်ဆွဲထားတဲ့ចောင်းသားစစ်သည်80ယောက်ထဲက48ယောက်ကမြင့်မြတ်စွာကြာဆုံးခဲ့ရပါလေယနေ့တဲ့အသက်ရှင်နေတဲ့စစ်ပြန်ចောင်းသားတွေရဲ့ရင်းကာလအခြေအနေကိုဗီဒီယိုမှတ်တမ်းမှာပြန်လည်မြင်တွေ့ခဲ့ရပြီးဇာကားကပြီးဆုံးသွားခဲ့ပါလေကျွန်တော်ယခုမျှဝေပေးထားကတော့71 Into the Fire ဆိုတဲ့နာမည်ကျော်ကိုရီးယားစစ်ကားလေးပါအဆုံးထိနားထောင်ပြီးကြလို့အားလုံးကိုကျေးဇူးပါစိတ်ဝင်စားစရာ recap မှုတွေကိုအမြဲတမ်းကြည့်ရင်တော့ကျွန်တော်များ channel ကို like and subscribe လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်